စီကားလာတဲ့မြို့ငယ်လေးတစ်မြို့ရဲ့စူညံလာတဲ့ညဦးပိုင်းအသက်25နှစ်အရွယ်ပကြီးဆရာလေးမင်းတန့်တယောက်သူ့ရဲ့စုချက်တွေကြားမှာရုန်းကန်နေရပါတယ်။သူဟာနမေကြီးပကြီးဆရာတယောက်ဖြစ်ချင်ပေမဲ့အောင်ညီမှုကလက်တကမ်းအလိုမှာအမြဲဝေးနေခဲ့သူပါ။ဒါပေမဲ့ပြီးခဲ့တဲ့တပတ်ကစပြီးမင်းတန့်ရဲ့ဘဝဟာထူးဆန်းစွာပြောင်းလဲသွားခဲ့ပါတယ်။ညတိုင်းသူအိပ်ပျော်သွားတဲ့အခါတင်တိုက်တွေကြားကလှပလွန်းတဲ့ရှေးဟောင်းနန်းတော်ကြီးတစ်ခုစီရောက်သွားတတ်ပါတယ်။အဲ့ဒီနန်းတော်ထဲမှာဝက်လဲတော်အထူရောင်ကိုဆင်မြန်းထားပြီးမျက်နာကိုပွာပါးလေးအုပ်ထားတဲ့အမျိုးသမီးတစ်ယောက်မင်းတန့်ကသူမကိုအိမ်မက်ထဲကနတ်သမီးလို့အမည်ပေးထားပါတယ်။မင်းတန့်ဟာအိမ်မက်ထဲကသူမရဲ့ပုံရိပ်ကိုတစိမ့်စိမ့်ကြည့်ပြီးလက်တွေ့လောကမှာပကြီးကားတစ်ချက်ရေးဆွဲခဲ့ပါတယ်။ထူးဆန်းတာကအဲ့ဒီပကြီးကားဟာအသက်ဝင်လွန်းနေတာပါပဲ။ပကြီးကားကိုကြည့်လိုက်ရင်နတ်သမီးလေးကတခုခုကိုပြောချင်နေတယ်လို့မျိုးတညမှာတော့အိမ်မက်ကထူးခြားလာပါတယ်။ရှင်ကျမကိုတကယ်တွေ့ချင်လားလို့သူမကမေးလိုက်ပါတယ်။မင်းတန့်ကအိမ်မက်ထဲမှာတင်တွေ့ချင်ပါတယ်။မင်းကဘာတူလဲလို့ပြန်မေးတဲ့အခါသူမကတောင်ဘက်အရက်ကဟောင်းလွဲနေတဲ့ဖျားပြက်ကြီးတစ်ခုစီကိုလမ်းညွန်ပြတာခဲ့ပါတယ်။မင်းတန့်နိုးလာတဲ့အခါသူ့လက်ထဲမှာအိမ်မက်ထဲကအတိုင်းရွှေစံတိုးလေးတစ်ချောင်းတကယ်ပါလာတာကိုတွေ့လိုက်ရတဲ့အခါဒါဟာအိမ်မက်တက်မဟုတ်တော့ဘူးဆိုတာသူသိလိုက်ပါပြီ။မင်းတန့်ဟာအိမ်မက်ထဲကလမ်းညွန်ချက်အတိုင်းမြို့ပြင်ကတောအုပ်ခေါင်ကြီးတွေကိုတယောက်တည်းထွက်လာခဲ့ပါတယ်။ညမောင်မောင်မှာခြုံရွယ်ရီကြားတိုးဝင်ရင်နောက်ဆုံးမှာတော့ရာဇဝင်တမိုင်းတွေကကြံ့အေးထဲတဲ့ပကံခစ်လက်ရာပြင်စည်းနေတဲ့စေတီငယ်တစုကိုရောက်သွားပါတယ်။စေတီရဲ့အတွင်းနေရံမှာပကြီးကားတစ်ချက်ရှိနေပါတယ်။အဲ့ဒီပကြီးကားဟာသူဆွဲထားတဲ့အိမ်မက်ထဲကနတ်သမီးနဲ့တပုံစံတဲပါပဲ။ဒါပေမဲ့ပကြီးကားထဲကအမျိုးသမီးရဲ့ရင်ဘတ်မှာဓာတ်တစ်စင်းစိုက်လျက်သားထိုခဏပါပဲလေပြင်းတွေတိုက်ခတ်လာပြီးပကြီးကားထဲကနေအဖြူရောင်ပုံရိပ်တစ်ခုထွက်ပေါ်လာပါတယ်။သူမဟာနတ်သမီးမဟုတ်ပါဘူး။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတစ္ဆာဖောင်မှုကြောင့်အတရားတက်ဖြတ်ခံခဲ့ရတဲ့မင်းသမီးစောမြတ်ရဲ့ဝိညာဉ်ဖြစ်နေပါတယ်။မင်းတန့်ဟာကြောက်ရံစိတ်ကိုဖယ်ခွာပြီးသူ့လက်ထဲကရွှေစံတိုးကိုပကြီးကားထဲကမင်းသမီးရဲ့စပင်မှာထိုးပေးလိုက်ပါတယ်။ရုတ်တရက်ဆိုသလိုနေရန်ကပကြီးကားဟာအလေးရောင်တီထွက်ပေါ်လာပြီးပျက်စီးနေတဲ့စေတီဟောင်းကြီးဟာခဏအတွင်းနန်းတော်ကြီးတစ်ခုအထက်ပြောင်းလဲသွားပါတယ်။မင်းသမီးလေးဟာကျိန်စာကနေလွတ်မြောက်သွားပြီးမင်းတန့်ကိုပြုံးပြရင်းတိမ်တိုက်တွေကြားတဲ့ပြုံးဝင်ပြောက်ကွဲသွားပါတယ်။မင်းတန့်ပြန်နိုးလာတဲ့အခါသူဟာအိမ်ကပကြီးကန်းထဲမှာရှိပါသေးတယ်။ဒါပေမဲ့သူဆွဲထားတဲ့ပကြီးကားထဲမှာတော့မင်းသမီးလေးကမျက်နှာပွားမရှိတော့ဘဲလှပစွာပြုံးနေပါတယ်။နောက်နေ့မှာတော့အဲ့ဒီပကြီးကားဟာကဘာကျော်သွားပြီးမင်းတန့်ဟာအောင်မြင်တဲ့ပကြီးဆွဲဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့သူတယောက်ပဲတည်တာကတော့ညတိုင်းသူ့အိမ်မက်ထဲမှာအဖြူရောင်နေသမီးလေးကသူ့ကိုစောင့်ရှောက်နေဆဲဆိုတာပါပဲ။